ကယ်လို့သာနိုင်ငံကြီးတွေကသူတို့ရဲ့ထုတ်လုပ်မှုပမာဏကိုဆက်လက်တိုးမြင့်နေမယ်ဆိုရင်ပေါ့ Put it plainly, it is a death sentence if larger nations continue to increase. ဒီဖြစ်ပျက်မှာမြင်တွေ့ရတာကောင်ဩစတြေးလျကဘာလို့တူဘာလူကို view ဆိုင်တာလဲတူဘာလူကိုဘာလို့ကူညီချင်တာလဲဒါကောင်ဩစတြေးလျအတွက်ဘလို့အကျိုးဖြစ်ထွန်းမှာလဲဆိုတာကိုမေးချင်ကြမှာပါတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဟာတနာကူညာကြောင့်ဖြစ်ပါတယ်ဩစတြေးလျကဒီနိုင်ငံငယ်တွေကိုတကယ်ပဲကူညီချင်တာပါသူတို့ကိုသူတို့ဒီလိုသိမ်းခဲ့တဲ့နိုင်ငံလေးတွေကိုအကာအကွယ်ပေးသူအဖြစ်မြင်ထားပါတယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့ယာတီဥတုပြောင်းလဲမှုအပြင်နိုင်ငံရေးနဲ့မဟာဗျူဟာမြောက်အကြောင်းမျိုးလည်းရှိတယ်ဩစတြေးလျကဒီသဘောတူညီမှုစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တာဟာပစိဖိတ်သမုဒ္ဒရာထဲမှာတရုတ်ရဲ့ချက်တွင်မှုတားဆီးဖို့လို့သတင်းတွေမှာထွက်ပေါ်နေတယ်ဒီစာချုပ်ရဲ့အချက်တစ်ချက်မှာဩစတြေးလျရဲ့သဘောထားခွင့်ပြုချက်မရှိဘဲနဲ့တူဘာလူကလွန်ကျူးဝင်းနဲ့ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေမှာဘယ်နိုင်ငံထဲမှာမိတ်ဖက်ပူးပေါင်းမှုဒါမှမဟုတ်သဘောတူညီချက်တွေလှုံ့ဆော်မှုမရှိဘူးလို့ဖော်ပြထားတယ်ဒီအချက်ကဩစတြေးလျကိုကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေမှာဗီဒီယိုအာဏာပေးထားတယ်ဆိုတော့မြင်တွေ့ရမှာပါဘာလို့လဲဆိုလို့ရှိရင်ဩစတြေးလျရဲ့သဘောတူညီချက်မရှိဘဲနဲ့တူဘာလူကဘယ်နိုင်ငံထဲမှာကာကွယ်ရေးဆိုင်ရာမိတ်ဖက်ပူးပေါင်းမှုမလှုံ့ဆော်နိုင်လို့ပါတူဘာလူကထိုင်းနဲ့တရားဝင်တန်တမန်ဆက်ဆံရေးထားရှိတဲ့နိုင်ငံ12နိုင်ငံတွေကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ဒီနိုင်ငံကထိုင်းကိုနိုင်ငံတစ်နိုင်ငံဖြစ်အတိအမှတ်ပြုထားပြီးတော့တရုတ်ကိုတော့အတိအမှတ်မပြုပါဘူးဒီရည်တည်ချက်ကိုပြောင်းလဲဖို့အတွက်တူဘာလူကတရုတ်စီကအချိန်ပေါင်းများစွာကမ်းလှမ်းမှုတွေရရှိခဲ့တယ်ဩစတြေးလျမတိုင်ခင်တူဘာလူရဲ့အရာရှိတွေကတရုတ်နဲ့ဆွေးနွေးခဲ့ဘူးတယ်ဒါပေမဲ့ဒါဩစတြေးလျအတွက်အန္တရာယ်ရှိတဲ့ကိစ္စဖြစ်ခဲ့တယ်ပစိဖိတ်သမုဒ္ဒရာထဲမှာဩစတြေးလျနဲ့တရုတ်ဟာတနည်းအားဖြင့်ဓာတ်ရိုက်ပြိုင်ဘက်တွေပါဩစတြေးလျအနေနဲ့သူ့ပတ်ဝန်းကျင်မှာတရုတ်ရဲ့လွှမ်းမိုးမှုကိုပုံမအားကောင်းလာတာကိုမလိုလားပါဘူးဒါကြောင့်ဩစတြေးလျကတူဘာလူရဲ့တရားဝင်ချုပ်ဆိုတဲ့သဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးခဲ့တာပါပြောရရင်တော့ဗျာဒါဟာအနာဂတ်မှာတူဘာလူဟာတရုတ်ကိုအတိအမှတ်ပြုတာမှမဖြစ်ပေါ်စေဖို့ပါဒါကလည်းတားပြီးခြင်းတစ်ခုပေါ့